တကြံမတိုင်ခင်ရက်တွေဆိုတာမျိုးလေးတစ်မျိုးလုံးမှာမတူညီတဲ့စိတ်လှုပ်ရှားမှုတစ်ခုရှိနေတတ်ပါတယ်။လမ်းဘေးတွေမှာမန်းတက်ဆောက်တန်တွေတချင်းအတန်တွေစတင်ကြားလာပြီးလူတိုင်းရဲ့နှလုံးသားထဲမှာလည်းတစ်ခုခုကိုစောင့်နေသလိုခံစားချက်တစ်ခုပေါ်လာတတ်ပါတယ်။အဲ့ဒီလိုနေ့တစ်နေ့မှာပဲအောင်ခန်းဆိုတဲ့လူငယ်တစ်ယောက်ဟာကော်ဖီဆိုင်လေးတစ်ဆိုင်ထဲမှာ laptop ဖွင့်ပြီးတချင်းအေးနေခဲ့ပါတယ်။သူ့အတွက်တကြံဆိုတာရေကစားခြင်းထက်ပိုပြီးခံစားချက်တွေကိုတချင်းဖြစ်အောင်ပြောင်းလဲပေးတဲ့အချိန်တစ်ခုပါ။ဒါပေမဲ့အဲ့ဒီနေ့ကသူ့ဘဝထဲကိုတချင်းတစ်ပုဒ်ထက်ပိုတန်ဖိုးရှိတဲ့အရာတစ်ခုဝင်လာခဲ့ပါတယ်။ကော်ဖီဆိုင်ရဲ့တကားလေးတိတ်တိတ်လေးဖွင့်သွားပြီးအဖြူရောင်အင်ဂျီနဲ့မိန်းကလေးတစ်ယောက်ဝင်လာခဲ့ပါတယ်။သူမရဲ့သပင်ရှည်လေးတွေလေငင်းနဲ့လှုပ်နေပြီးမျက်လုံးတွေကတော့တစ်ခုခုကိုရှာဖွေနေသလိုနူးညံ့နေပါတယ်။အောင်ခန့်ကမမြင်မိချင်ဘူးလို့စူးစမ်းခဲ့ပေမဲ့မမြင်မိနိုင်ခဲ့ပါဘူး။သူ့မျက်လုံးတွေကအဲ့ဒီမိန်းကလေးစီကိုပဲသွားတယ်။သူမကဝင်းဒိုဘေးကနေရာလေးတစ်ခုမှာထိုင်ပြီးကော်ဖီတစ်ခွက်ကိုတိတ်တိတ်လေးမှွေနေခဲ့ပါတယ်။အဲ့ဒီအခိုက်အတန့်မှာပဲအောင်ခန့်ရဲ့နှလုံးသားထဲမှာအမည်မသိတဲ့တချင်းတစ်ပုဒ်စတင်အတန်ထွက်လာခဲ့ပါတယ်။သူက laptop ကိုပိတ်လိုက်ပြီးစာရွက်တစ်ရွက်ပေါ်မှာစာရေးလိုက်တယ်။တကြံမတိုင်ခင်လေငင်းထဲမှာမင်းကိုတွေ့ခဲ့တယ်။သူ့ကိုယ်သူပဲမနားလည်နိုင်ဘူး။ဘာကြောင့်မသိတဲ့မိန်းကလေးတစ်ယောက်အတွက်ဒီလိုစာတွေရေးနေမိတာလဲဆိုတာ။ဒါပေမဲ့တခုတော့သေချာနေပါတယ်။ဒီဟာကအချစ်ရဲ့အစတစ်ခုဖြစ်နိုင်ပါတယ်။မိန်းကလေးကထပြီးသွားမဲ့အချိန်သူ့ဘေးကိုကြော်သွားတဲ့အခါပန်းရက်နဲ့နူးနူးလေးတစ်ခုကြံခဲ့ပါတယ်။အောင်ခန့်ကအဲ့ဒီအနံ့ကိုခံစားရင်းသူ့နှလုံးခုန်တန်ကိုပထမဆုံးအကြိမ်အပြင်းထန်ကြားလိုက်ရပါတယ်။သူမရဲ့နာမည်တော်မသိသေးပေမဲ့တခုတော့သေချာပါတယ်။ဒီတကြံကြိုမှာသူ့ဘဝထဲမှာတခုခုပြောင်းလဲတော့မယ်။အဲ့ဒါကအချစ်ဖြစ်နိုင်ပါတယ်။